မာရောအလူငွေ12သိန်းရတယ်နော်12သိန်းထဲမှာပြောပြမယ်12သိန်းရတဲ့ထဲမှာဟိုညီမကိုညာဆောက်အဲ့တဲ့လူ2ယောက်တော့3သိန်းကုန်သွားတယ်နော်ဟိုဆေးကုတာ2သိန်းကုန်သွားတယ်နော်ဆေးကုတာ2သိန်းအခု9သိန်းကျန်တယ်နော်9သိန်းကျန်တယ်အမအခုညီမယောဂဆက်ကူဖို့အတွက်ဟိုအမဒီမှာခဏထားရမယ်နော်ဟိုအခုယောဂလင်း3မျိုးလားဟုတ်လားယောဂ3မျိုးကုဖို့ညီမဟိုရေစီဆေးတွေတောက်ရမယ်ဆေးကုရအောင်မဆေးတောက်အောင်မမလို့နော်အခုအလှစင်တွေကိုပြောလိုက်အောင်လှူတဲ့လူတွေရောဆူတောင်းပေးတဲ့လူတွေရောပြောကျေးဇူးတင်ပါတယ်ဒီလိုကူညီပေးတဲ့အတွက်ဝမ်းကူညီပေးတဲ့အတွက်ဒီလိုပတ်စံရတဲ့အကျိုးအကြောင်းလဲကျမ်းမာပါစေရှင်းတာပါစေကိုပြီးပါအလှစင်တွေကိုလည်းဟိုလူစင်တွေကိုကျေးဇူးတင်ပါနော်ပြောလိုက်အောင်နောက်လေးမမလေးနော်နှုတ်ဖယ်တဲ့ပုံရိုက်လာ